အဲ့ရကနိုးလာတော့လေးပေးဆက်ဖွင့်ထားလို့အိမ်ထဲမှာနွေးနွေးထွေးထွေးရှိနေတဲ့ Wi-Fi လည်းသုံးလို့ရသေးတဲ့သတင်းမှာတော့နိုင်ငံတော်ဝန်သမိုင်းတစ်လျှောက်အကြီးမားဆုံးနှင်းကြမှုဖြစ်ပွားနေပြီးမလိုအပ်ပဲအပြင်မထွက်ကြဘူးပြည်သူတွေကိုတိုက်တွန်းထားတဲ့ဒီနှင်းက၄ရက်ဆက်တိုက်ကြခဲ့ပေမဲ့ပထမနေ့ကသာအရန်သိခဲ့ပြီးနောက်ရက်တွေမှာတော့တနေ့ထက်တနေ့ညွန်နေလာခဲ့တယ်၅ရက်မြောက်နေ့မှာတော့နောက်ဆုံးနှင်းကြတာရက်သွားတယ်ဒီနှစ်အပူပေးစနစ်ကအထူးကောင်းမွန်ပြီးကျွန်တော်ငါထားတဲ့အင်ကြီးတဲကအပူချိန်ကို28ဒီဂရီမှာအမြဲထိန်းထားနိုင်တယ်ကျွန်တော်နေတဲ့မြောက်ပိုင်းမြို့မှာတော့အခြေအနေကတိတ်မပြောင်းလဲပေမဲ့နိုင်ငံတော်ဝန်နေရာတော်တော်များများမှာတော့နှင်းမုန်တိုင်းတွေစက်တိုက်ဖြစ်နေတော့မဲ့ဒီတစ်ချိန်အကြီးစားပုံမှန်မဟုတ်တဲ့နှင်းကြမှုကတမိုင်းမှာတစ်ခါမှမကြုံဘူးတဲ့ဖြစ်စဉ်ဖြစ်ပြီးဗီလာနီညာလို့အမည်ပေးထားကြတဲ့အပြင်ဘက်မှာ14ရက်စက်တိုက်ကောင်းကင်ကနက်မောင်တဲ့အနီရောင်ဖြစ်နေပြီးနေမင်းကိုလည်းလုံးဝမမြင်ရတော့ဘူးအပူချိန်တဖြည်းဖြည်းကျဆင်းလာတာနဲ့အမျှကုန်စည်နှုန်းတွေလည်းအဆမတန်မြင့်တက်လာတဲ့အိမ်ယာပိုင်ရှင်အုပ်စုထဲမှာလည်းလူတိုင်းကဒီနှစ်ဘာလို့ဒီလောက်အေးရတာလဲဆိုပြီးမကြည်မနှက်ပြောနေကြတယ်ဒီလိုနဲ့နောက်ထပ်တစ်ပတ်ထပ်ကုန်သွားတော့အပြင်ဘက်အပူချိန်ရုတ်တရက်ထိုးကျသွားပြီးအိမ်ထဲကအပူချိန်တောင်20ဒီဂရီအထိကျဆင်းသွားတဲ့သတင်းတွေရ300မြို့ကပင်လယ်တောင်ရေခဲဖြစ်သွားပြီးအချို့အထက်မြင့်အဆောက်အုံတွေရဲ့မှန်တွေတောင်အလွန်မင်းအေးလွန်းလာကြောင့်ကွဲအပ်သွားခဲ့တယ်ဒီနေ့အိမ်ယာတွေကလူတော်တော်များများကားနဲ့ထွက်သွားကြပြီးအပူပေးစနစ်ကအလုံးလုံးနေသေးပေမဲ့သူတို့အိမ်တွေမှာစားစရာတိတ်မကြံတော့ဘူးလို့ထင်ရတယ်။အိမ်ယာပိုင်ရှင်အုပ်စုထဲမှာလည်းပိုပြီးစီးကားလာတဲ့ထွက်သွားတဲ့လူတချို့ကသူတို့ခိုးလုံရေးစခန်းကိုရောက်နေပြီလို့ပြောတယ်။ပတ်ဝန်းကျင်ကအရန်ဆိုပြီးနှွေးတော့နှွေးပေမဲ့လူတွေအရန်ကျက်လို့ကုန်တိုက်ကျန်းပြင်ပေါ်မှာပဲအိမ်ရတယ်လို့ဆိုတယ်တချို့ကတော့ဒါကနှင်းကြယုံပဲဆိုပြီးအိမ်မှာပဲဆက်နေကြတယ်။ဒါပေမဲ့အိမ်ယာအုပ်စုထဲက message တစ်ခုကကျွန်တော်အာယုံကိုဖန်ဆသွားတယ်။ဘသူစီမှာအဖျားကျဆေးရှိလဲကျွန်တော်ကလေးအဖျားတက်နေတယ်ကူညီပေးကြပါဦး။အဲ့ဒီစာကိုထပ်ပြီးလွန်ခဲ့တဲ့ရက်ပိုင်းက channel မှာနှင်းပစ်ကစားနေတဲ့ကလေးတွေကိုတတိယမိတယ်အဲ့ဒီကလေးတွေကတယောက်ဖြစ်နိုင်တယ်လို့တွေးမိပြီးစိတ်မကောင်းဖြစ်သွားတယ်ဒါနဲ့အဲ့ဒီအိမ်ရှင်ကိုတီးတန့်စာပို့ပြီးအခန်းနံပါတ်မေးလိုက်တယ်ပြီးတော့ကျွန်တော်နဲ့အာချမ်းကဆေးနဲ့စားစရာတချို့သွားပို့ပေးလိုက်တယ်တကားဖွင့်လာတာကလင်းမယားနှစ်ယောက်သူတို့ကကျွန်တော်လက်ထဲကပစ္စည်းတွေကိုယူလိုက်ပြီးကျေးဇူးတင်စကားတခွန်းတော့မပြောဘဲတကားကိုချက်ချင်းပိတ်သွားတယ်ကျွန်တော်နဲ့အာချမ်းနှစ်ယောက်စလုံးအံ့ဩသွားပေမဲ့တယောက်လက်တယောက်ပြုံးကြည့်လိုက်ရုံပဲတက်နိုင်ခဲ့တယ်နောက်ပိုင်းမှာတော့အဲ့ဒီကလေးဖျားကျသွားပြီးအိမ်ရှင်ကကျွန်တော်ကိုကျေးဇူးတင်ကြောင်းစာပို့လာတယ်ဒါအပြင်ကျွန်တော်တို့စီမှာစားစရာကြံသေးလားနည်းနည်းခွဲပေးနိုင်မလားလို့လည်းအားနာတယ်လို့မေးလာတယ်ကျွန်တော်ကတော့ရင်ရင်ကြီးကြီးနဲ့ကျွန်တော်တို့အိမ်မှာလည်းတိတ်မကြံတော့ဘူးအမြန်သွားပြီးလိုအပ်တာတွေထပ်စုထားလိုက်ပါလို့ပြန်ဖြေလိုက်တယ်သူတို့ဘက်ကတော့ထပ်ပြီးစာမပို့တော့ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ရုတ်တရက်အတွေ့အကြုံဝင်လာတယ်ငါဒီလိုကူညီလိုက်တာမှားသွားပြီလားကဘာပြက်ကက်လို့ချိန်နေမျိုးမှာကိုစီမှာရိတ်ခါရှိတာကိုလူတိသွားရင်ငါတို့မိသားစုအတွက်အန္တရာယ်ဖြစ်လာနိုင်မလားအာချမ်းရဲ့မျက်နှာကလည်းလေးနဲ့သွားတယ်နောက်တစ်ခါဘသူပဲအကူအညီတောင်းညင်းလိုက်တော့ငါတို့မိသားစုကိုထပ်ပြီးအန္တရာယ်မကြောက်စေနဲ့